လက်ပြန်ကရေခုံစရာကောင်းသွားပြီပြည်သူမဲဆန္ဒကိုရွေးကောက်တဲ့ပွဲဖြစ်ပြီရွေးကောက်ပွဲမှာမဲတော်ပေးရမယ်အဲ့ဒီမဲတော်ပေးဖို့ဘယ်ပါတီတွေကရင်ပြိုင်မယ်ဆိုတာကခုချိန်ကြီးမသိသေးဘူးအဲ့ဒါဘာကြောင့်လဲဆိုတော့ဝင်ပြိုင်မဲ့ပါတီတွေကိုယ်တိုင်တွေကိုကစီယုံမှုကလိုအပ်ချက်ရှိတယ်လို့ထင်တယ်ကျမကမဲပေးခြင်းလို့မှတ်ပုံတင်ဖြောက်ဆုံးကိုတော့တွားလောက်ထားပြီးပြီကျမမှတ်ပုံတင်ရပြီနိုင်ငံသားကပ်ပြန်ရပြီအဲ့တော့ကျမမဲပေးမယ်ဘယ်ပါတီကိုပေးရမှန်းမသိဘူးအဲ့တော့ကျမပြောချင်တဲ့အဆင့်ကဘာလဲဆိုတော့ကရွေးကောက်ခံတဲ့ပုံကိုကိုယ်စားလှယ်လောင်းတွေအားလုံးဟာပြည်သူတွေရဲ့အသေးချာကမဲတပြားသူတို့ရဲ့ဘဝကိုအဆုံးဖြတ်ပေးနိုင်တယ်သူတို့လွတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ပြည်သူလွတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ဟုတ်တယ်နော်အဲ့ဒီတော့ကျမပြောချင်တဲ့ဟာဒီနေ့အချိန်ကြီးဒီနေ့ည12နာရီမထိုးခင်အထိကျမကိုမဲဆန္ဒလိုချင်တဲ့လူကျမရဲ့အသေးချာလေးကမဲတပြားလိုချင်တဲ့လူထို့အပြင်ကျမရဲ့တင်နန်းသားတွေရှိရမယ်လိုချင်တဲ့လူတွေဒီအားလုံးဒီကျမယခုဖွင့်နေထားတဲ့အောင်မြင်ကွန်ပျူတာလက်တွေ့အသက်တင်နန်းကိုကြည်တော်ကပုပ္ပတိမျိုးနဲ့တည့်ရက်ကွက်မှာကျမဖွင့်နေထားပါတယ်။တင်နန်းကျောင်းနဲ့6ကျောင်းရှိပါတယ်။အဲ့ဒီကိုလာရောက်ပြီးတော့တင်တို့ဒီကိုယ်စားလှယ်ဖြစ်ခဲ့နေရင်ပြည်သူတွေကိုညီကဲ့သို့ပြန်ပြီးတော့ပြုလုပ်ဆောင်ရွက်ပေးပါမည်အကျိုးစီးပွားဖြစ်ထွန်းအောင်ဆိုတဲ့ဆောင်ရွက်ချက်ကိုကျမကိုလာရောက်စီယုံလို့ရှိရင်ကျမဒီလာရောက်စီယုံတဲ့ပါတီကိုသဘောကျပါကမဲထည့်ပါမည်ဒီနေရာကနေဒီနေ့29ရက်12လ2025ည12နာရီမတိုင်မီဒီပို့လေးကိုတင်နေခြင်းဖြစ်ပါသည်ကျမကိုလာရောက်မဲဆွဲစီယုံမိပါတီကိုစောင့်မျှော်နေပါရဲ့ရှင်ကျမဒီတဲချားလေးကမဲတပြားပေးဖို့လေစောင့်နေပါတယ်နော်တွတ်တက်ကိုယ်စားလှယ်အပေါင်းလို့